စပင်းညက်မယ်နော် ဟုတ်ဆရာ ဘယ်လောက်တူလို့ရလဲ စပင်းကနည်းနည်းကြိုမယ်ဆရာပြီးရင်ဟိုအပေါ်ဝိတ်ပုံစံမျိုးလေးအဲ့လိုမျိုးလိုချင်တာငယ်ဝါးရဲ့ပုံစံမျိုးလေး ငယ်သွားတဲ့ပုံစံမျိုးလေးလိုချင်တာ ဟုတ် โอเคငယ်သွားတဲ့ပုံစံမျိုးလိုချင်တယ်ဆိုလို့ရှိရင်တော့ तू ကစပင်းအရင်မတူဘူးပေါ့ ဟုတ်ကဲ့ဆရာဟုတ် ရမ်းမတူဘူးနော် ဟုတ် ရမ်းမတူစတက်ညက်လို့ရလား ဟုတ်ရရဆရာ စတက်ညက်မယ်နော် ဟုတ် အဲ့ဆိုအပေါ်ရဲ့စပင်းလေးတွေကကြတော့ဒီနားလောက်တော့တူသွားမယ် ဟုတ်ရ ရ ရ လား ဆရာဟုတ် အရှိကကြတော့ဒီအရှိတိုင်းကိုပဲနည်းနည်းလေးပဲတူမယ် ရရဆရာရ ရရနော် ဟုတ် ပုံလေးတော့နည်းနည်းလေးသွင်းပေးရမယ်နော် ဟုတ် ဘာ ကဲ့ ကြောင့်လဲဆိုလို့ရှိရင်စပင်းကနည်းနည်းပြော့ပြီးတော့လေ ဟုတ် ဤတွေထဲမှာပါလို့ ဟုတ်ကဲ့ နော် ဟုတ်ဟုတ် အပေါ်ကတော့ဖောင်းဖောင်းလေးဖြစ်သွားမယ်အောက်မှာကစတက်ပုံစံမျိုးလေးတော့ဖြစ်သွားမယ် ဟုတ်ဆရာ နော် ဟုတ် အရှိရောညံ့အောင်မလား အရှိနည်းနည်းညက်မယ်ဆရာ အရှိနည်းနည်းညံ့မယ်နော် ဟုတ်ဟုတ်မျက်နှာလေးအုံနေလို့ မျက်နှာလေးအုပ်ပြီးတော့ဘာဖြစ်လို့လဲမျက်နှာက အုံဝိတ်ပုံစံမျိုးလေးအဲ့လိုမျိုးလေးလိုချင်တာ လိုချင်တာ ဟုတ်ဟုတ် အရှိဒီလို white ကလေးလိုချင်တာနော် โอเคဟုတ်ပြီအဲ့ဆိုလို့ရှိရင်အရှိလေးနည်းနည်းလေးညက်ပေးမယ်ပုံစံလေးလည်းချိန်သွားမယ်ပေါ့ ဟုတ်ကဲ့ အခုအသက်ကဘယ်နဲ့ရှိသွားပြီလဲ 16နဲ့ 16နှစ်လားတကယ်လားအဲ့ဆိုလို့ရှိရင်ထမ်းတယ်လို့မရတော့ဘူးထပ်ချိမရတော့မှာပေါ့ 16နဲ့ပြည့်ရထပ်မရေတော့တာ 16နှစ်တော့ဘိုင်ထပ်ရေတွက်တော့ဘူးပေါ့ဘယ်သူပဲမင်းမင်း16နှစ်ပဲပေါ့နော်အဲ့ဆိုလို့ရှိရင်โอเคအဲ့ဆိုလေးအလားဆုံးပြမြတ်လိုက်တော့မယ်နော် ဆရာကိုယုံပြီးသား โอเคအဲ့ဆိုမြတ်လိုက်တော့မယ်